အီရန်ကိုတိုက်တာဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကိုဖမ်းတာရုရှားကျူးကျော်မှုကိုရင်ဆိုင်နေရတဲ့ယူကရိန်းကိုအထောက်အပံ့လျှော့လိုက်တာထရမ့်ရဲ့နိုင်ငံသားရေးမူဝါဒအပြောင်းလဲတချို့ကအမေရိကန်နဲ့နှီးစပ်တဲ့မဟာမိတ်ဥရောပနိုင်ငံတွေကိုစိုးရိမ်စေခဲ့ပါတယ်I would argue that Europe's ဥရောပဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းအနည်းဆုံးဖြစ်နေတယ်လို့ဆိုရမှာပါ။နေချက်ချင်းနဲ့ရုရှားနဲ့ရင်ဆိုင်နေရတယ်လို့စီးပွားရေးအရာရန်လိုတဲ့တရုတ်နဲ့လည်းကြုံနေရပါတယ်။ပြီးတော့အကောင်းဆုံးမိတ်ဆွေဖြစ်တဲ့အမေရိကန်ကလည်းခံမှန်းရပိုခတ်လာပါတယ်။ in the United States ဒေါ်နယ်ထရမ့်ပြီးခဲ့တဲ့နှစ်မှာအာဏာပြန်ရလာခဲ့တဲ့ကရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ဆက်ဆံရေးပြန်ထူထောင်ခဲ့ပါတယ်။ယူကရိန်းနယ်မြေတချို့ရုရှားကိုပေးလိုက်ရရင်တော့ယူကရိန်းစစ်ပွဲအဆုံးသတ်မဲ့သဘောတူညီချက်ကိုသူကရကျင်နေပါတယ်။ There is a firm conviction among ဥရောပခေါင်းဆောင်တွေခိုင်ခိုင်မာမာနားလည်ထားတာရှိပါတယ်။ရုရှားကိုယူကရိန်းမှာမတားနိုင်ရင်ဆိုဗီယက်ယူနီယံမပြိုကွဲခင်အရှေ့ဥရောပကလွှမ်းမိုးမှုမျိုးကိုပြန်လို့ခြင်းလို့ရုရှားကတခြားနေရာတွေကိုခြေဦးလှည့်လိုက်မယ်ဆိုတာပါပဲ။ပြီးတော့ထရမ့်ဟာဒိန်းမတ်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ Greenland ကျွန်းကိုထိန်းချုပ်လိုနေပြီးအစပိုင်းမှာအင်အားသုံးဖို့အထိပါဖြစ်နိုင်တယ်လို့ဆိုခဲ့ပါတယ်။ In Washington, there is a new sheriff in town. မနစ်ကအမေရိကန်ဒုသမ္မတ JD Vance ကဥရောပခေါင်းဆောင်တချို့ကဒီမိုကရေစီနဲ့လွတ်လပ်စွာပြောဆိုခွင့်ကိုထိန်းသိမ်းမှုပြက်ကွက်နေတယ်လို့ဆွဆွဲပြီးဥရောပအပေါ်သဘောထားပြောင်းလာတာကိုအရေးအယောင်ပြခဲ့ပါတယ်။ The threat that I worry the most about ဥရောပနဲ့ပတ်သက်ပြီးဆိုရင်ဆုံးချင်းချမှုကရုရှားတို့တရုတ်တို့မဟုတ်ပါဘူး is not any other external actor. တခြားအပြင်ကလည်းမဟုတ်ပါဘူးဥရောပရဲ့ခြေခံတန်ဖိုးထားမှုတွေယော့သွားမှာကိုဆိုရင်ရတဲ့အတွင်းကလာတဲ့ချင်းချမှုဖြစ်ပါတယ် Fundamental values. နေတိုးနိုင်ငံတွေကသူတို့ကိုကာဝယ်ပေးဖို့အမေရိကန်ကိုပဲအားကိုးနေပြီးကာဝယ်ရေးအတွက်လုံလောက်မသုံးဘူးလို့ထရမ့်ကလည်းပြောနေတာကြာပါပြီ။အခုတော့နေတိုးအဖွဲ့ဝင်အားလုံးဒီပါကအများကြီးပိုသုံးဆွဲဖို့ကတိပေးထားပါတယ်။တချို့ကတော့အမေရိကန်အကူအညီရုပ်သိမ်းသွားမှာအတွက်ကြိုပြင်နေပုံရပါတယ်။ကျင်းသမ္မတအီမန်နျူယ်မက်ခရွန်ကသူတို့နိုင်ငံရဲ့နျူကလ িয়ার လက်နက်တိုးလောင်မှုကိုမြင့်တင်ဖို့နဲ့တခြားဥရောပနိုင်ငံတွေထိလွှမ်းခြုံနိုင်အောင်ချဲ့ထွင်မယ်လို့ဆိုပါတယ်။ အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးပြိုလဲသွားမယ်လို့မမျှော်လင့်သူများပါတယ်။တချို့ကလည်းဥရောပကအဲ့လိုအဖြစ်မခံနိုင်ဘူးလို့ထင်ပါတယ်။ If anyone thinks here ဥရောပကအမေရိကန်မပါဘဲကိုကာကွယ်နိုင်တယ်ထင်နေရင်အိမ်မက်ဆက်မက်နေလိုက်ပါမလုပ်နိုင်ပါဘူးကျွန်တော်တို့အချင်းချင်းလိုအပ်ပါတယ် we need each other. သဘောမတူသူတွေလည်းရှိပါတယ် admitting that so publicly I think အဲ့လိုလူသိရှင်ကြားပြောတော့မဟာမိတ်ဖွဲ့ကိုထိခိုက်တာပေါ့ပြီးတော့စစ်ရေးအရလည်းအခြေအနေကအဲ့လိုဖြစ်နေတာမဟုတ်ပါဘူးပူတင်ဟာနေတိုးကိုစစ်ရေးအရမနိုင်ဘူးဆိုတာသိပါတယ်ဒါပေမဲ့နိုင်ငံရေးအရတော့နိုင်ခြေရှိပါတယ်အဲ့လိုအခြေအနေမှာသူကနေတိုးကိုစစ်ရေးအရစတိုက်မယ်ဆိုရင်တော့အဲ့ဒါကအကန့်အသတ်နဲ့ပဲဖြစ်ဖို့များပါတယ်ရုရှားရဲ့ကန့်သတ်စစ်ကိုဥရောပကအမေရိကန်မပါဘဲရင်ဆိုင်နိုင်မလားဆိုရင်ရင်ဆိုင်နိုင်တာပေါ့အဲ့ဒါကိုသူတို့ပြင်းနေတာပါ without the US absolutely and it's what they're planning for အီရန်စစ်ပွဲမှာရေနံတင်ပို့မှုအတွက်အရေးပါတဲ့ဟော်မုစ်ရေလက်ကြားလုံခြုံရေးကိုကူညီဖို့နေတိုးမဟာမိတ်တွေကိုအမေရိကန်သမ္မတကတောင်းဆိုထားပါတယ်။အဲ့ဒါကနေတိုးရဲ့စုပေါင်းကာကွယ်ရေးမဟုတ်လို့သူတို့ဝင်ပါဖို့ဝင်လေးနေတာနဲ့ကြုံခဲ့ရပါတယ်။ There are some countries that ကျွန်တော်အကြီးအကျယ်စိတ်ပြတ်တဲ့နိုင်ငံတချို့ရှိပါတယ်။နေတိုးရဲ့ပြဿနာကကျွန်တော်တို့ကသူတို့အတွက်အမြဲရှိပေးပေမဲ့ကျွန်တော်တို့အတွက်ကြသူတို့ကဘယ်တော့မှမရှိပေးဘူးဗျ။ within that context it's အမေရိကန်ကဥရောပကိုလိုအပ်နေသေးတယ်ဆိုတာအတော်ရှင်းပါတယ်ထရမ့်အိမ်ဖြူတော်ကိုပြန်ရောက်ကတည်းကထွက်လာတဲ့အမေရိကန်မဟာဗျူဟာမှတ်တမ်းအားလုံးမလဲဥရောပကိုလိုအပ်တယ်ဆိုတာကိုပြနေတာပါပြဿနာကအမေရိကန်တွေကဥရောပသားတွေအစင်မပြေနိုင်တဲ့ပုံစံမျိုးကိုသူတို့စီကနေလိုချင်နေတာပါပဲ not necessarily comfortable with အတ္တလန္တိတ်မဟာမိတ်ဆက်ဆံရေးကိုထောက်ခံသူတွေကတော့နေတိုးရဲ့တာဝန်တွေကိုပို့ချရင်ထရမ့်ရဲ့ဦးစားပေးတွေနဲ့ကိုက်ညီပြီးရန်သူတွေကိုလည်းဟန်တားနိုင်လိမ့်မယ်လို့မျှော်လင့်နေကြပါတယ်သူတို့ဟာကဘာကြီးကိုသူတို့နဲ့လုံးဝအမြင်မတူခံမှန်းရခက်တဲ့အမေရိကန်အစိုးရနဲ့ဆက်ပြီးဆက်ဆံနေရအောင်မှာဖြစ်ပါတယ်